Radamelo corre, Tamata Diama, Tiadu Lube. Era Tiadu Remaro, Simians of Tiadu Bo Tamata Diama Tamata, so there's a Galoa Magane, Tawara Magane Niyama Sura, Mimi Chipola Pina, a Judia, Tolo Daleve, Kaima Chite. Eri in the Tane called Hare Tayaduri Tayana in Velupokuri, Yana in the lay. Yudri or Yana in the la. Uram Yasaga in Godra Nikema Namada Niyama Tosubio Chodo Potarashi Eri in Godra Nikema Lashi. Took Chodo Gani, Tono Vido, Poiro, Igni Matajaya. Duraima, the Chiga, Jauliaga Sapiro, Senzaya. Tayadu Yana in De Poguma, a Yichizo, a Chiga, a Checkup. Na Vipaka Varana Taya Amanagadovati Sabilu Jora Vipaka Varana Lusure Can yet Joseph Chit a so big Kiame or Talop Joy Machine Vipaka Varana Sura so big that a Judia Udanama Shitia Era Valele Solution. When you go up, Vanessa, Nelu Joy, Bridri Nessa. Bridri Sekalina Sare. Eri Bridri Sekalima Dudari in a Joya. Dudari in a Bridri Seka. Kumyoshide Namatika. Alova Adoda Amoha Sure Comyade Chini Gauni Loa Mapade Bridri Sega the Ku Udo ye a Jobjelo Udala Wibeluro Kore Dodo Kaima Zitate Hitutadi Swan Ari Nepide Alova Aroda Amoha Sure A Kaima di sound in a swan ari do Mamapalo Sabilu Biology, Ubika Tandirana Ahe Kudala Wibe Ubika Tandirana say Lukon Eri Segleha Ludare Bawago Eri Segline Satin like her, the choice. Eri Ubika Tandirana Kudala Wibe Segline. But what a good Satare Pugu ye a chiniga velocio say. You can one egg yellow palma, Yesicana Na Thailara Song up. Oh no, but this so. Luyelu Chilla Vimedo. No? Flying from birth. We are Changani Sabiro. There is a good Tolo de Kudukan ye Apio Muja. Apio needed Kudukan ye Joseph Chelo. Yes, in a book of Chena. Namajar a book of Chena. Song up Namajar. Sagama Jona in a book of mission. Teniaje, the Resega Nyamcheni Dweja, Count Jorala, a soup Jorala down, Quecha Tinazon, Mashila on Nyan Yanduiri, Georgia need a book of you. Tilo book of Yole, Luri Rema, Twinamare, Jignik, Twin. Another jungle in a Nijare, Shari, Iban Shari got a purely bed. Machude, Natude,
နော်ရုပ်ရဲ့ရှုထောင့်ကပြောမယ်ဆိုလို့ရှိရင်ချွတ်တက်မှုတစ်ခုခုဖြစ်တယ်မိခင်ဝမ်းထဲမှာချွတ်တက်မှုဖြစ်သည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ဟာမျက်စိမကောင်းဘူးနားမကောင်းဘူးဆွမ်းအားနားမကျဖြစ်တယ်ရုပ်ပိုင်းကကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုချွတ်တက်မှုကြောင့်လို့သိပ္ပံဆရာတွေကတွေးလိုက်တယ်မြတ်စွာဘုရားကအဲ့ဒီလိုချွတ်တဲ့တာဘာကြောင့်လဲလို့ဆိုတာကိုထောက်ပြချွတ်တက်မှုကိုတော့ကြည့်လို့မြင်ရတယ်ပေါ့အဲ့ဒီချွတ်တဲ့တာဘာကြောင့်ချွတ်တဲ့ရတော့ဆိုလို့ရှိရင်ကံတရားကြောင့်ချွတ်တဲ့ပါပေါ့အခြေအနေမပေးရအဓိကလက်တဲ့ကကံပဲအဲ့ဒီလိုနဲ့ဘဝစားထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အဲ့ဒီဘဝမှာတရားထုရဖို့ဆိုတော့မမျှော်လင့်နဲ့တော့မမျှော်လင့်နဲ့ဒီဘဝဆိုတာမမျှော်လင့်ရတာဒီဘဝမှာသူပညာသိနဲ့ပဲဖြစ်စေကြိုးစားအားထုတ်လို့ပညာသိနဲ့ပဲဖြစ်စေတွေကအခြေအနေမပြီးပေမဲ့လို့လေ့လာပဲတရားဓမ္မကိုနာယူမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာဒုတိယဘဝမှာအဆင့်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်လာနိုင်ပါတယ်ဒီဘဝအတွက်ကတော့မျှော်လင့်ချက်မရှိဘူးဒီဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ပါရမီကုသိုလ်တွေကိုစီးပူးမယ်မိမိတနိုင်တစ်ပိုင်းလုပ်မယ်ဆိုလို့ရှိရင်ကတော့ဒုတိယဘဝမှာသူ့မှာတရားတို့ရနိုင်တဲ့အခြေအနေတွေရှိပါတယ်လူမပြောပါနဲ့မြတ်စွာဘုရားလက်ထက်တုန်းကဟားကလေးတစ်ကောင်တောင်မှပဲသံတ္တဝါဆိုတာကြည့်တဲ့နေကြတယ်သူ့ရဲ့သရေစိတ်ဘာဖြစ်လို့သူ့ရဲ့သရေစိတ်ကိုထုတ်လုပ်တာကအကုသိုလ်ကထုတ်လုပ်တယ်အဲ့ဒီဖန်တ္တဝါလေးဟာမြတ်စွာဘုရားတရားဟောနေတော့အတန်ပေါ်မှာအာယုံစိုက်ပြီးတော့ကြည်နူးနေတဲ့စိတ်လေးနဲ့တည်သွားတဲ့အခါနတ်ပြည်ရောက်တယ်။အော်ဒုတိယဘဝနတ်ပြည်ရောက်တဲ့အခါကျတော့ကောင်းမြတ်တဲ့သရေစိတ်နဲ့ဘဝကိုစတင်လိုက်သည့်အတွက်ကြောင့်တိဟိတ်ပရိတရေနေလိုက်တော့မြတ်စွာဘုရားတရားဟောလိုက်တာနဲ့ချက်ချင်းပဲသောတပတ္တိမက်ဆိုတဲ့တရားဓုကိုသူရပါဒုတိယဘဝမှာရပါမယ်။အဲ့ဒါကြောင့်မို့လို့ဒီဘဝမှာအဟိတ်ပရိတရေနဲ့လူဘဝရလာလို့အခြေအနေမပေးစိတ်ဓာတ်ကြဖို့မဟုတ်ဘူးကုသိုလ်ကောင်းမှုကြိုးစားလုပ်ရမယ်လုပ်လို့ရှိရင်နောက်ဘဝမှာအခြေအနေကောင်းတစ်ခုရလာနိုင်ပါတယ်ဆိုလိုတာကတော့အခုပြောတဲ့ဝိပါကာဝရဏစုပ်ပိတ်ထားတဲ့သရေစိတ်ကြီးပေါ့အဲ့ဒီသရေစိတ်ကြီးရဲ့စုပ်ပိတ်မှုကိုခံထားရတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာတရားထုရဖို့ဆိုတာမျှော်လင့်ချက်မရှိဘူးဘုရားနဲ့ဘယ်လိုတွေ့တရားတွေဘယ်လိုနာမျှော်လင့်ချက်မရှိဘူးသို့သောဘုရားနဲ့တွေ့တရားနာရင်ဒုတိယဘဝမှာအနိကမျှော်လင့်ချက်ရှိတယ်ဒီဘဝမျှော်လင့်ချက်မရှိလို့မလုပ်ဘဲနေလို့ရှိရင်တော့ပို့ပို့ပြီးဝေးသွားနိုင်တယ်ပေါ့ဒီကောင်းပြီဒါကလူသားထဲမှာအညံ့ဆုံးလူသားတစ်ယောက်ကိုပြောပြတချို့လူသားတွေကြတော့သူလောက်အခြေအနေမဆိုးဘူးအခိုင်အမာဖြစ်တဲ့အလောဘတို့အဒေါသဆိုတဲ့အခြေအနေကောင်းတွေသူစိတ်ထဲမှာသရေစိတ်ထဲမှာပါလာတယ်အလောဘအဒေါသဆိုတဲ့အခြေအနေကောင်းနှစ်ခုပါတဲ့သရေစိတ်ကိုဒွိဟိတ်ပရိသရေစိတ်လို့ခေါ်တယ်ဒွိဟိတ်ပရိသရေစိတ်အဲ့ဒီအခြေအနေကောင်းနှစ်ခုနဲ့သို့တော့အမောဟဆိုတဲ့ဉာဏ်မပါဘူးဉာဏ်မပါတဲ့ဒွိဟိတ်နဲ့ပရိသရေနေထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူ့ရဲ့သရေစိတ်ရဲ့ဆုပ်ပိတ်မှုကြောင့်ဒီဘဝမှာတော့တရားတို့တရားမြတ်ရဖို့မျှော်လင့်ချက်မရှိသေးဘူးသို့တော့ခုနပုဂ္ဂိုလ်နဲ့စာရင်သူကအများကြီးတော်တယ်လို့ပြောရမယ်ဒွိဟိတ်ပရိသေအဲ့ဒါကိုဝိပါကဝရဏလို့ခေါ်တယ်အာဟိတ်ပရိသေစိတ်ရဲ့ဒွိဟိတ်ပရိသေစိတ်ရဲ့လူတွေမှာပရိသေနေတာဟောဒီပရိသေစိတ်၅မျိုးနဲ့
လူဘဝသာအစာပြုခဲ့မယ်ဆိုရင်ထိုပုဂ္ဂိုလ်ဒီတရားဓုရနိုင်မဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးတဲ့ဒါဖြင့်တရားဓုရနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲအလောဘအဒေါသအမောဟလို့ခေါ်တဲ့တိဟိတ်လို့ခေါ်တဲ့ဟိတ်၃မျိုးနဲ့ရှင်တွဲလာတဲ့တရေစိတ်၄မျိုးတည်းကတစ်ခုခုနဲ့ပရိသေတွေနေလာတဲ့ပုဂ္ဂိုလ်ဒါလိုပြောရင်တိဟိတ်ပရိသေတွေနေတဲ့ပုဂ္ဂိုလ်ပေါ့တိဟိတ်ပရိသေတွေနေတယ်ဆိုတာကုသကံကအရှိန်ကောင်းသည့်အတွက်ကြောင့်သူ့ရဲ့အကျိုးစိတ်ထဲမှာအတိညာဏ်ပါလာပင်ကိုအတိညာဏ်ကမျိုးစိတ်တန်တန်ပါလာသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာအခြေအနေကောင်းလိုက်လို့ရှိရင်တရားတို့တရားမြတ်ရတော့မယ်နော်ပင်ကိုအခြေအနေကောင်းသွားပြီအဲ့ဒီပုဂ္ဂိုလ်မြတ်စွာဘုရားကတရားဟောတော့မယ်ဆိုရင်ကြည့်တယ်လူတယောက်ရဲ့ဥပနိဒယတံပတ္တိတဲ့အားကြီးတဲ့အကြောင်းတရားတွေသူ့တဏ္ဍာမှာရှိသလားလို့ကြည့်တဲ့အခါဘာကိုကြည့်တာတော့လို့မေးလို့ရှိရင်သူ့ရဲ့သရေစိတ်ဟာဘာလဲတိဟိပတိတရေဆိုလို့ရှိရင်တော့တိဟိပတိတရေ၄ခုတည်းကတစ်မျိုးမျိုးနဲ့ဘဝကိုစခဲ့ပြီဆိုရင်ထိုပုဂ္ဂိုလ်ဟာတရားဓုတရားမြတ်ရနိုင်တဲ့အခြေအနေကောင်းရှိတယ်လို့ပြောရတယ်။သို့တော့ဒါနဲ့လုံလောက်မလားဆိုမလုံလောက်သေးဘူးနော်။ဒါအခြေခံကိုပြောတာ။အဲ့ဒါနဲ့တရားဓုတရားမြတ်ရနိုင်သွားပြီ။ဘာဖြစ်လို့တော့ဆိုရင်ကုသကံရဲ့အကျိုးဆိုတဲ့တရေစိတ်ရဲ့ဆုပ်ပိတ်မှုကိုမခံရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်။ဒါကြောင့်မို့လို့လူဘဝစထားတာတိဟိပရိသေတွေနဲ့စထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်သည်တရားဓုရနိုင်တဲ့ပုဂ္ဂိုလ်လို့ဒီလိုသတ်မှတ်တယ်။အဲ့လိုတရားဓုရနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ပြစ္ဆုတ်ပံမှာအခြေအနေကောင်းတွေလိုအပ်သေးတယ်။ကောင်းမြတ်တဲ့အခြေအနေတရားနဲ့ပဲပြည့်စည်သွားတတ်သေးတယ်။ဒါတွေကသတိထားရမယ့်အချက်တွေပေါ့။အထောက်အကူပြုရမယ့်အခြေအနေတွေအများကြီးလိုသေးတယ်။ဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင်ယုံကြည်ချက်တရားရှိဖို့လိုတယ်တိဟိပရိသေတွေနေထားတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ယုံကြည်ချက်တရားမရှိတဲ့ပုဂ္ဂိုလ်တတ္တဆွမ်းအားတွေညော့နေပြီတတ္တဆွမ်းအားရဲ့ဆွမ်းဆောင်မှုမပါဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်သည်သူတော်သူမြတ်ထံသွားမှာမဟုတ်ဘူးစိကမှာမဟုတ်ဘူးသူတော်သူမြတ်မစိကလို့ရှိရင်သူတော်ကောင်းတရားကိုနာရမှာမဟုတ်ဘူးသူတော်ကောင်းတရားကိုမနာရလို့ရှိရင်တရားဓုရနိုင်တာမဟုတ်ဘူးကြည့်နော်ရှင်သာရိပုတ္တရာမထေရမြတ်ဆိုတာလောကမှာမြတ်စွာဘုရားကလွဲလို့ရှိရင်သူ့လောက်ပညာထက်တဲ့ပုဂ္ဂိုလ်ရှိဘူးဘယ်လောက်ပဲပညာထက်နေအခြေအနေကောင်းတစ်ခုမပေးသေးတဲ့အခါသင်္ဆယပရပိုက်ဆိုတဲ့ဆရာကြီးထံတပည့်ခံပြီးတော့ဘာမှရေရာမရှိတဲ့ဝါဒကြီးကိုလက်ကင်ထားအမရဝိခေပလက်ဝါဒအဲ့ဒီအမရဝိခေပဝါဒဆိုတာရှောင်တိန်ဝါဒဘယ်လိုမှဖမ်းလို့မမေ့ဘူးသူ့ကိုမေးမယ်ဒါကုသိုလ်လားလို့မေးကုသိုလ်လို့လည်းမဆိုလိုပါဘူးဒါဖြင့်ကုသိုလ်မဟုတ်ဘူးလားလို့မေးရင်မဟုတ်ဘူးလို့လည်းမပြောပါဘူးဒါဖြင့်တချို့ဟုတ်တချို့မဟုတ်ဘူးလားအဲ့ဒီလိုလည်းမဆိုလို့ဟောအမတန်ဘယ်အရာကိုမှယက်တည်နိုင်စွမ်းမရှိတဲ့ဝါဒကိုလက်ကင်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တပည့်အဖြစ်ခံပြီးတော့ဥပဒိတ္တပရပိုက်ဘဝမှာနေခဲ့ရတယ်သို့တော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဒီတဲ့ထူးခြားတဲ့တရားကိုသူရှာတယ်သူ့မှာရှိရမယ်ဆိုတဲ့ယုံကြည်ချက်တတ်တာဆွမ်းအားရှိသည့်အတွက်ကြောင့်ပိဿဝဂ္ဂိ၅ပါးတဲ့ကရှင်အတ္တစီကိုမြင်လိုက်တာနဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာတရားသူရှိကိုရှိရမယ်သူဉာဏ်စွမ်းနဲ့သိတယ်နောက်ကနေလိုက်သွားတယ်လိုက်သွားပြီးတော့မေးတယ်ဘယ်ပုဂ္ဂိုလ်ရဲ့တရားကိုနှစ်သက်တယ်လဲဘယ်သူကိုရည်စူးပြီးတော့သာသနာပေါင်းဝင်လာခဲ့တယ်လဲယဟန်ဖြစ်လာခဲ့တယ်လဲစတဲ့မေးခွန်းတွေမေးတယ်
မေးပြီးတဲ့အခါကျတော့အရှင်ဘုရားရဲ့ဆရာဝါဒကိုပြောသားမှာအဲ့ဒီမှာရှင်အတ္တစီကအတူချုံးပြီးပြောလိုက်တာသူပြောတာသစ္စာ၄ပါးပဲပြောတာပဲလေးပါးရှိတဲ့ဂါထာလေးတစ်ပုဒ်ပြောတာယေဓမ္မာဟိတုပ္ပဘောတေတံဟိတုံတထာဂတောအာဟဆိုတဲ့ဒီစကားလုံးလေးအဆုံးမှာတရားလို့ရပါလားလောကမှာအကြောင်းကြောင့်ဖြစ်တယ်ဆိုတဲ့သဘာဝတရားတွေရှိတယ်အဲ့ဒီသဘာဝတရားတွေကိုလည်းမြတ်စွာဘုရားဟောတယ်ဒုက္ခသစ္စာကိုဟောတယ်လို့ပြောတယ်အဲ့ဒီသဘာဝတရားတွေမှာဆိုင်ရာအကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားကိုလည်းမြတ်စွာဘုရားဟောတယ်အကြောင်းနဲ့အကျိုးဟောပြလိုက်တာနဲ့တပြိုင်နက်အမြင်မှန်ရသွားတယ်တန်တရားကင်းသွားတယ်ဟောတရားတို့ချက်ချင်းရသွားတယ်နော်ဘာဖြစ်လို့လဲဆိုရင်သူတဏ္ဍာမှာရှင်သာရိပုတ္တရာမထေရမြတ်ဟာတိဟိပရိသေနဲ့ပရိသတ်တွေနေခဲ့တယ်လူဘဝကိုစခဲ့တယ်လူဘဝစပြီးတော့လောကကြီးမှာသေဆုံးခြင်းဆိုတာရှိလို့ရှိရင်သေခြင်းကင်းတဲ့တရားဆိုတာရှိကိုရှိရမယ်လို့ယုံကြည်ချက်ပြင်းထန်တယ်ဒါကြောင့်မို့သေခြင်းကင်းရတရားကိုလိုက်ရှာယုံကြည်ချက်တရားရှိသည့်အတွက်ကြောင့်သူတော်သူမြတ်ကိုစိတ်ကပ်တယ်ရှင်အတ္တစီလိုပုဂ္ဂိုလ်နဲ့တွေးလိုက်တော့ထိုရှင်အတ္တစီခံကနေပြီးတော့တရားဓမ္မကိုနားလဲရတယ်ဆိုဟောဒုတိယတရားတရားရှိတယ်ဆိုတဲ့အခြေအနေကောင်းတစ်ခုကနေဆက်နေပြီးတော့သူတော်ကောင်းတရားကိုစိတ်ကပ်ခြင်းသူတော်သူမြတ်ရဲ့တရားကိုနာယူခြင်းလို့ဆိုတဲ့အခြေအနေကောင်းတွေထပ်ပြီးတော့ပိုးလိုက်တဲ့အခါတရားလို့ရသွားတာပဲဒါကတရားတရားရှိဖို့လိုအပ်တယ်ဆိုတာပြောတယ်နော်ပံ့ပိုးပေးလိုအပ်အကယ်၍သာယုံကြည်ချက်မရှိဘူးဆိုလို့ရှိရင်ရှင်အတ္တစီကိုသွားတွေ့မှာမဟုတ်ဘူးမတွေ့ရင်ရှင်အတ္တစီရှင်းပြတဲ့သစ္စာတရားကိုသိလိုက်မှာမဟုတ်ဘူးမသိလို့ရှိရင်တရားတို့ရဖို့မရှိဘူးဟောကြောင်းကျိုးဆိုတာနောက်တစ်ခုကဘာလဲလို့ဆိုရင်ပြင်းထန်တဲ့ဆန္ဒတရားတို့တရားမြတ်ကိုလိုချင်တဲ့ဆန္ဒရှိဖို့အမြဲတမ်းအရေးကြီးတယ်လောကမှာလူတွေကကုသိုလ်ကောင်းမှုလုပ်ပြီးမဲ့ဖို့နိဗ္ဗာန်ကိုရပါလို့ဤလို့ဆန္ဒကိုထုတ်ဖော်ပြီးဆုတောင်းနေကြတာရိုးရာတစ်ခုလို့လုပ်နေတယ်တကယ်လိုချင်တဲ့ဆန္ဒလားလို့ကိုယ်ဆန္ဒဟာတကယ်ပြင်းထန်တယ်လားမရအောင်ရှာမယ်ဆိုတဲ့စိတ်နဲ့လားလို့မေးလိုက်လို့ရှိရင်တော့နော်သင်္ကသာဆရာတော်ကြီးရဲ့စကားပုံတွေကမန္တလေးကဈေးတောင်ကငမောင်နိဗ္ဗာန်ရကြတယ်လို့ပဲဖြစ်မှာပဲနိဗ္ဗာန်ပို့မလို့လားခေါ်တဲ့အခါကျတော့မဖြစ်သေးဘူးအိမ်ပြန်တိုင်ပင်တာတို့ဘာလို့ဖြစ်ပေါ့ဆန္ဒကလေအိမ်ကအမျိုးသမီးကလိုက်သွားလို့ဆိုတဲ့အခါကျတော့ဟာစဉ်းစားအောင်နေတယောက်တည်းဖြစ်ပါမလားဖြစ်ပါလေရှင်ငဲ့မနေပါနဲ့ဆိုတဲ့အခါမင်းမစဉ်းစားလဲငါတော့စဉ်းစားရအောင်ပါဆူတောင်းတာတော့နေ့စဉ်ဆူတောင်းနေတာပဲအဲ့တော့ဆန္ဒပြင်းထန်မှုမရှိသေးဘူးဆိုတဲ့ဖြေရှားတယ်ဟောအဲ့ဒါလို့ဆန္ဒပြင်းထန်ပြီဆိုလို့ရှိရင်လည်းပဲတရားတို့ရဖို့အတွက်ထောက်ကူတွေအများကြီးဖြစ်ပါလေနောက်တစ်ခုကဘာလိုအပ်တယ်လဲလို့ဆိုလို့ရှိရင်တရားနာပြီးတော့အသိပညာမြင့်မားအောင်လုပ်ဖို့လိုအပ်သေးတယ်ဉာဏ်ရင်ဉာဏ်သေးဆိုတာသူ့တဘာဝကအခြေအနေပေးထားပြီမဲ့လို့ဓာများလို့ပဲမသေးဘူးဆိုရင်ထက်ပါမထက်နိုင်ဘူးတွေးပြရပင်ကိုကဓာအသွားပန်းလာပြီမဲ့လို့ကြောက်ပေါ်တင်ပြီးတော့ဥပ္ပေမှဒီဓာသွားပိုထက်